Okay, hot pot လုပ်ဖို့ ready ပါပဲ Citron hot pot လေးလုပ်စားပါမယ် Citron hot pot ကအကြိုက်ဆုံးပါပဲဟင်းရည်လေးရော ready ဖြစ်နေပါပြီအဲ့ထဲမှာထည့်ဖို့မှုလေးရယ်အသားလေးရယ်လန်ချမ်မီလေးရယ်ငုံဥလေးကြာဆွဲလေးနဲ့အမဲသားပေါ့နော်အကုန်လုံးပြင်ထားပါပြီပြီးရင်တော့ဟင်းရည်လေးကိုပြန်ပြီးတော့ဘွားမြည်ထည့်ပါမယ်အသားလေးထည့်ပါမယ်ကြာဆွဲလေးထည့်ပါမယ်ကြာဆွဲလေးကမှာလို့အိုးမုံလေးညှက်ထည့်မယ်ကျွန်းရွက်လေးပါထည့်ပါမယ်ကျွန်းရွက်လေးပြီးရင်ကြောက်ပွင့်လေးထည့်ပါမယ်ကြောက်ပွင့်လေးလန်ချမ်မီထည့်မယ်ဒီညောင်ရှောင်းသွားပါပြီအိုးလေးနောက်တစ်ခုပြောင်းပြီးတော့လုပ်ပါမယ်ပိတ်ဦးလေးထည့်ပါမယ်ပိတ်ဦးလေးကအိမ်မှာစားရတော့အကြီးကြီးလေးတာမြန်မာစားချင်ပြီးရင်အာလီလေးထည့်ပါမယ်တာတူလေးထည့်ပါမယ်ပေးပြပါသူတရုပ်ဆိုင်မှာဝယ်လို့ရပါတယ်ပေးပြသူလွတ်ထားတာတူလေးလို့ပေးပြပါဒီရွက်လေးနည်းထည့်ပါမယ်
ဘိုးလေးလည်းထည့်ပါမယ်ရတာဝင်အောင်အခုတည်းကထည့်လိုက်ပါမယ်ပြီးရင်အာလူကြာရွံလေးပေါ့နော်ထည့်ပါမယ်ဒါလေးကရေသိပ်ပြုတ်ကြမလို့နော်အဲဒါကိုရေမစိမ့်နဲ့တရားနဲ့ထည့်လိုက်တယ်ပြီးပါရင်တော့အမဲသားလိတ်လေးထည့်ပါမယ်